တချို့မေးခွန်းတွေမှာအဖြေတစ်ခုခုပြန်ရဖို့မလိုအပ်ပါဘူးသူတို့လိုအပ်တာနားလည်ပေးနိုင်မှုတစ်ခုပါပဲတစုံတစ်ယောက်ထွက်ခွာသွားတဲ့အခါကျန်ခဲ့တာအမှတ်တရတွေကြီးပဲမဟုတ်ပါဘူးမိကုန်းတွေပါတိတ်တိတ်လေးကြံရစ်ခဲ့တတ်ပါတယ်သူဘာတွေခံစားနေခဲ့ရပါလဲဘာကြောင့်ဘာမှမပြောခဲ့ရတာလဲငါ့ကိုတစ်ခါလောက်ပဲဖြစ်ဖြစ်မေးကြည့်လို့မရခဲ့ဘူးလားဒီလိုမိကုန်းတွေကညနေတကောင်အချိန်တွေမှာမှပို့ပြီးရောက်လာတတ်ပါတယ်တချို့လူတွေကယုံကြည်ကြတယ်တိတ်ဆိတ်ငြိမ်သက်နေခြင်းဟာချစ်ချင်းမြတ်တာရဲ့ပုံစံတစ်မျိုးပဲလို့မပြောဘဲနေလိုက်ရင်ကိုယ်ကြီးဆိုင်တဲ့သူတွေကိုစိတ်မပူစေတော့ဘူးလို့ထင်ကြတယ်နှုတ်ဆိတ်နေလိုက်ရင်ကိုယ့်ရဲ့ဝန်တော့ဝန်ပိုးတွေကိုတခြားသူတွေကိုမခံစားရစေချင်ကြတယ်ဒါပေမဲ့ကြံရခဲ့တဲ့သူတွေခင်ဗျာမှာတော့အဲဒီတိတ်ဆိတ်မှုတွေကိုပဲနေ့ရက်တိုင်းပွေးပိုက်သက်ဆောင်နေရပါတယ်နားလည်ပေးခြင်းဆိုတာအဖြေရှာတွေ့ဖို့အများကြီးမလိုအပ်ပါဘူးတခါလေကျတော့အဖြေမရှိတဲ့မိကုန်းနေနဲ့တော့တူတူကအရှင်တွဲနေထိုင်တတ်ဖို့သင်ယူလိုက်ရတာပါပဲခုချိန်ဒီသင်ရဲ့ထဲမှာသင်စီထားတဲ့မိကုန်းတစ်ခုရှိနေသေးတယ်ဆိုရင်သင်တယောက်တည်းမဟုတ်ပါဘူးနော်ဒီညတော့အဖြေတွေကိုရှာဖွေနေစရာမလိုပါဘူးနားလည်ပေးဖို့ကြိုးစားနေတာတွေမဲ့လုံလောက်နေပါပြီ